ASI crawler cloud function မှာကျွန်တော် first page ကနေပြန်နေစိုးလိုက်ပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးချင်တာက ASI IFC ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အဓိကထားပြီးကျွန်တော် sharing လုပ်ပေးမယ် Okay ဆို ASI IFC ကဒီ rig ကိုကျွန်တော်မပြောခင်မှာ ASI IFC အကြောင်းကျွန်တော်နည်းနည်းရှင်းပြမယ်ဆိုတော့ ASI IFC ကဘယ်ကနေဆင်းသက်လာလဲအဲ့ဒါကိုသိဖို့လိုတယ်အဲ့ဒါကိုမသိဘဲနဲ့ ASI IFC ပြောနေလို့ရှိရင်ကျွန်တော်တို့မသိဘာမှမသိရလို့ဆိုရင်ASI IFC အဲ့လိုပဲထင်ပါဘောเนาะအဲ့တော့ကျွန်တော်နည်းနည်းလေးရှင်းပြမယ်တီဗီတာဆရာကြီးကတော့ကြော်တော့ပါ Okay Over here with also the rail 114x4 the rail car and the 110 4x4 that's you RC have a good fun this coming 2 days in the RFC is called survival of the fittest We will proceed to our prologue stage at Lembah Beladang Agro Park. RFC ဆိုတာကကျွန်တော်တို့ဒီ RFC 4x4 လုံးဝ winching extreme challenges တွေလုပ်တဲ့ competition တွေဆင်းတက်လာတယ် so RFC ပွဲတွေကဘယ်လောက်ကျန်းတယ်လဲဆိုရင်ကျွန်တော်ကမ္ဘာမှာ top 1 to 5အကျန်းဆုံး off-road ပွဲတွေမှာပါတယ် By now you already know what RFC is and if you don't the rainforest will introduce itself Machines fighting for survival. This is how we cover the Malaysian Rainforest Challenge. This is not just an off-road. This is endurance. This is strategy. This is survival. Welcome to the rainforest. Welcome to the challenge. RCFC ကကားတွေကဘာကြောင့်ဒီတန်ဖရိနေနဲ့ဖြစ်နေတာလဲအဲ့တော့ဘယ်လိုမျိုးတွေရှိတာလဲဘယ်လိုမျိုးတွေ set up လုပ်ရတာလဲဆိုတော့ကျွန်တော်နည်းနည်းလေးဆက်ပြောမယ်အဲ့တော့ RCFC ကပုံစံကိုကြည့်လိုက်လို့ရှိရင် metal rockage တွေပါမယ် head body ရှိမယ် Lexan body ရှိမယ်ပွဲမှာအများဆုံးအဖြစ်တွေ့ရတဲ့ body က D1RC နဲ့ RCFC နဲ့ collaboration လုပ်ပြီးတော့ထုတ်ထားတဲ့ kit နာမည်က TI Fury လို့ခေါ်ပါတယ် RCFC ပွဲကိုသွားကြည့်လို့ရှိရင်ဒီကားကြီးရှိမှလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့က RCFC မှာက class က grand finale မှာနှစ်ခုပဲရှိတယ်ကျန်တဲ့ regional chapter ပွဲတွေမှာတော့၃ခုရှိပါတယ်အဲ့တော့သူတို့တနည်းမှာသူတို့ရဲ့ regional chapter လိုက်chapter တွေအများကြီးရှိရပါတော့အဲ့တော့ကျွန်တော် international participant တွေအနေနဲ့ကသွားတာက grand finale မှာသွားလာများတယ် okay so သူတို့ရဲ့ regional chapter တွေမှာကြာရင် class 3ခုရှိတယ် R1 ရယ် R2 ရယ် R3 ရယ်3ခုရှိပါတယ်ကျွန်တော်တို့ဒီ international participant တွေ join ကြတဲ့ grand finale မှာတော့ class က2ခုပဲရှိမယ် R1 နဲ့ R2 so okay so R1 ကဘယ်လိုပုံစံဖြစ်မလဲ R1 ဒီ hard body ဖြစ်ရမယ်metal rockage ပါမယ်အနည်းဆုံး4 mm thick ဖြစ်ရမယ်နော် wheel base က330 maximum limit ထားရတယ်ကျန်တဲ့ setup တွေကကိုယ့်ကိုကြိုက်တယ်လို့အဲ့တော့သူအဓိကသူတို့များတော့အဖြစ်ကျွန်တော်တွေ့ရဒီလိုပုံစံတွေတွေ့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကားတစ်စီးကိုကျွန်တော်တို့ custom build လုပ်ပြီးဆိုရင်အပေါ်ကနေ body တင်လိုက်တယ်အဲ့တော့ဒီ body နဲ့ဒီ tire နဲ့ဒီကျွန်တော်တို့ဒီလို fender တွေပြန်ထုတ်ရပါတယ်အဲ့တော့ဒီလိုမျိုး fender ပေါ့နော်ဒီမှာဒီလို fender တွေပြန်ထုတ်ရတယ်ဒီ tire ရဲ့တစ်ဝက်ကိုဒီ fender ကဖုံးနေရပါတယ်အဲ့ဒါကကျွန်တော်တို့ဒီသူ့ရဲ့ rules ထဲမှာပါပါတယ်အပေါ်ကနေတိုက်ရိုက်ကြီးလိုက်တဲ့အချိန်ကြာလို့ရှိရင်ဒီ tire ရဲ့တစ်ဝက်ကို fender ဖုံးနေရမယ်เนาะဒါက RFC ရဲ့ rules တိုင်းကိုကျွန်တော်တို့ RCRC မှာလိုက်ပြီးတော့ follow လုပ်ရပါတယ် okay အဓိကအဖြစ်ကျွန်တော် winch ပါမယ် super winch တွေသုံးရမယ်အဲ့တော့ winch ကကိုကအရှိသလုံးထိုင်မှာနောက်ဆုံးဒါကဘယ်နှလုံးထိုင်နေဆိုတာကကိုယ့်ရဲ့ asset light okay Adia version ကဒီနှစ်မှာ
တရုတ် market ကိုသူတို့ဖွင့်ပြလိုက်တာပါအရင်တုန်းကကျွန်တော်ဒီ kit တွေဝယ်ချင်လို့ရှိရင်စင်ကာပူမှာရှိတယ်မလေးမှာရှိအဓိကက distributor ကမလေးကအဓိကပါနော်အဲ့တော့ဒီ kit လေးအကြောင်းကိုကျွန်တော်နည်းငယ်ပြောပါမယ်ဒါကကျွန်တော် Grand Finale 2025 RCIFC ပွဲမှာကျွန်တော် team မြန်မာအနေနဲ့ join ခဲ့တဲ့ဒီ kit ကကျွန်တော်တို့ kit version အနေနဲ့ဝယ်တယ်ကျွန်တော်တို့အလုံးကတော့အခုလိုမျိုး ADIA version တွေကဝယ်လို့မရသေးပါဘူးအဲ့တော့ kit version အနေနဲ့ပဲကျွန်တော်ဝယ်ပါတယ်ဒီကောင်ကကျွန်တော် premium kit version ကိုကျွန်တော်မလေးရှားနေကျွန်တော်ဝယ်ရတယ်ဝယ်ပြီးတော့ကျွန်တော်ဒါ custom ပြင်ဆင်ထားတဲ့ကားပါကျွန်တော်တို့ဝယ်တဲ့အချိန်မှာက premium kit ထဲမှာက Acer တွေ shock တွေ tire တွေဘာမှမပါပါဘူး kit only ပါပဲเนาะkit only ကိုဝယ်ပြီးကျွန်တော်ပြင်ဆင်ထားတာပါ okay အဲ့ဒါကျွန်တော်တို့ကားတစ်စီးကိုကျွန်တော်တို့အခုစိတ်ကြိုက်ဆင်းပြီးတော့ပေါ့နော်စိတ်ကြိုက်ဆင်းပြီးတော့ရှင် competition ကိုတွား join မယ်ဆိုရင်ကျွန်တော်တို့ကအရင်ဆုံး inspection team ကိုပထမဆုံး first day မှာက inspection team ကကျွန်တော်တို့ကားကို inspection လုပ်ပါတယ်သူတို့မှာ scale point သူတို့အမှတ်တွေပေးတယ် wheel base ကိုသူတို့ limitation wheel base ကိုသူတို့ပြန်တိုင်းတယ်သူတို့ဘက်ကsuspect ခုရှိတယ်ဆိုရင်သူတို့တေချာတိုင်းတယ်တိုင်းပြီးလို့သူတို့ဘက်က approve မလုပ်နိုင်ဘူးဆိုတော့ reject တစ်ခါလုပ်ပါတယ်အဲ့ဒီနေရာမှာပြင်လို့ရတဲ့ကားဆိုရင်ပြင်ပါပြင်လို့မရဘူးဆိုရင်တော့လုံးဝ terminate ပါပြန်ခွင့်မရှိပါဘူး KTM Fury ကအခုADIA version အနေနဲ့ဝယ်လို့ရတယ် ADIA version ကကြတော့ကျွန်တော်ဒီ custom base ထပ်ပို့ပြီးတော့ဈေးသက်သာတယ် RCIFC ပွဲကကားတွေကအဓိက drift function ပါတဲ့ကားတွေရှိတယ်လို့ 4-wheel steering ကားတွေများပါတယ်အဲ့တော့ 4-wheel steering ပါမ drift function ပါမတော်တော်အဆင်ပြေပါတယ်တချို့နေရာတွေအရန်ကျင်းပါတယ်အကျင်းတဲ့နေရာကျရင် 4-wheel steering ဖွင့်မောင်းမှာပဲအဆင်ပြေပါတယ်ကျွန်တော်ကားတစ်စီးကို big လုပ်လိုက်ပြီဆိုရင်အဓိကကဒီ highlight တွေပေါ့နော်ဒီကောင်တွေကကျွန်တော်တို့ကအပိတ်ဖွင့်လုပ်လို့ရရမယ် function highlight ဖြစ်ရမယ်ဖွင့်ပြီးသားလုံးဝ direct join လုပ်လို့မရအောင်အဲ့ဒါဆိုရင်တို့လက်မခံပါဘူး okay အဓိကကျွန်တော် sample ထား 4-wheel steering မှာဒါက 4-wheel steering steering ကကျွန်တော်အရှိဘိန်းတီးတန်လည်းရတော့နောက်ဘိန်းတီးတန်လည်းရမယ်ဒါဆိုရင် crank mode 4-wheel steering ပါရင်မပါလို့ရှိရင်ကျွန်တော်ဒီ drift function နဲ့သုံးတာများပါတယ်အဲ့တော့ကိုယ့်အကို bait လုပ်ချင်တယ်ဆိုရင်ကျွန်တော်ပြောတဲ့အချက်တွေကိုကိုးကားပြီးလုပ်လို့ရတယ်ကိုယ့်အကို bait မလုပ်ချင်ဘူးဒီ D1RC ကထုတ်တဲ့ kit ကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်စီမှာဈေးတက်တာနဲ့ဝယ်လို့ရတယ်။နောက်ဈေးအနည်းဆုံးဖြစ်အောင်ကျွန်တော်လုပ်ပေးမယ်။ဘာကြောင့်လဲဆိုတော့တင်းမြန်မာမှာကျွန်တော်တယောက်တည်းမသွားချင်ဘူးနောက်နေ့ကျရင်လေ။အခုလာမယ့်ပွဲကျရင်ကျွန်တော်တင်းမြန်မာမှာကျွန်တော်လူအများကြီးသွားချင်တယ်ဗျာ။တင်းမြန်မာအနည်းဆုံး၄-၅တင်းလောက်ကျွန်တော်သွားချင်တယ်။ကိုမြန်မာကြီးအများကြီးကျွန်တော်ဖြစ်စေချင်တယ်။အဲ့တော့ကျွန်တော်ဈေးကိုကျွန်တော်ဒီ RCIFC founder နဲ့ကျွန်တော်တိုင်မီပြီးတော့ဈေးကိုအနည်းဆုံးဖြစ်အောင်ကျွန်တော်ညှိပေးမယ်အဲ့တော့ ADIA version ပဲဝယ် kit version ပဲဝယ်ကျွန်တော်နဲ့ဆက်သွယ်လို့ရတယ် okay တခြားနိုင်ငံကလူတွေအများကြီးလာတဲ့အချိန်မှာကျွန်တော်ကြည့်ပြီးအဲ့ဒါကိုကျွန်တော်ငါတို့မြန်မာ player တွေအများကြီးပါလာရင်ပူပျော်ဖို့ကောင်းမယ်ပေါ့နော်ကျွန်တော်အဲ့လိုဖြစ်စေချင်တယ်အဲ့တော့တကယ်လည်း team မြန်မာအနေနဲ့တွားချင်တဲ့လူတွေကျွန်တော်ဆက်သွယ်လို့ရတယ် okay အားလုံးပဲ see you guys